ဒီကညီမ enemy ရန်ကြိုက်တော့အဲ့ဒီ enemy ကြီးတဲ့အတွက်ကြောင့်စကားပြောတာနည်းနည်းတော့တယ်ပြီးတော့မတော်မော်ပြီးမှဂျမန်ဆရာကြီးနဲ့ကအများနဲ့ထိတွေ့နေရဆိုတော့အဲ့ဒီခိုင်းဝါပိုင်းမှာကြောက်လည်းမကြောက်တော့လို့မျိုးတွက်လာပါမင်္ဂလာပါညီမလေးတို့မလေးရဲ့နာမည်ရဲ့အောင်သွားတဲ့အခုပေါ့နော်လောက်ကင်မျိုးစားလေးကိုမတစ်ချက်လောက်ပြောပြီနော်ဟုတ်ညီမနာမည်ကခင်စပယ်အောင်ပါဂယူဒရာမှာအတန်းကားထုတ်လုပ်မှုပိုင်းနဲ့အောင်မြင်ပါတယ်ကဲပါညီမနာမည်ကအခင်ဖြိုးဝေပါဂယူဒရာမှာငန်းဟင်းပြင်တာနဲ့အောင်တာပါဟုတ်ကဲ့ပါဟိုအင်တာဗျူးရွေးတဲ့အခါမှာမတို့အောင်သွားတယ်ဆိုအောင်သွားတဲ့လူတွေရဲ့နံပါတ်တွေကိုခေါ်ပေးတာပေါ့နော်အဲ့လိုမျိုးအင်တာဗျူးနံပါတ်တွေခေါ်တဲ့နေရာမှာညီမလေးတို့နံပါတ်လေးပါလာတဲ့အခါမှာညီမလေးတို့စိတ်ထဲမှာဖြစ်သွားတဲ့ခံစားချက်လေးကိုမတို့တစ်ချက်လောက်လေးပြောပြနော်ဟုတ်ညီမအရင်တော့စိတ်လုံးမချပေမဲ့ငါကြိုးစားတာတွေတကယ်ဖြစ်လာပြီဆိုပြီးတော့ရမ်းပြောခဲ့ပါတယ်ဟုတ်ကဲ့ပါညီမလေးဟုတ်ကိုယုံကြည်မှုရှိတဲ့အတွက်တားရတော့စိတ်လုံးမချဘူးတော့အခန်းထဲကဖော်ရတားပြောကြရင်နံပါတ်တွေ online ထဲမှာကိုအောင်သွားပြီဆိုတာသိလိုက်ပြီကိုအောင်သွားပြီဆိုတာတိချင်းပေါ့နော်ဘယ်သူတွေကိုစပြီးတော့အကြောင်းကြားခဲ့လဲမသိဟုတ်ညီမတို့မော်ဘီကစန်စီမို့ကိုအကြောင်းကြားခဲ့ပါတယ်စန်စီကငါသမီးလုံးနိုင်မယ်ဆိုတာယုံကြည်ပြီးသားလို့အဲ့လိုမျိုးပြောပြီးစန်စီကအရန်ပြောနေပါတယ်ဟုတ်ကဲ့ပါဟုတ်ညီမလေးကညီမလေးကအိမ်ပေါ့နော်ကိုယ့်ရဲ့အဖေနဲ့မိရဲ့ကိုကြီးကိုကြောင်းကြပြတယ်သူတို့ကလည်းဘယ်လိုပြောဒီရှစ်လတာကာလအတွင်းမှာပထမဆုံးချိန်နဲ့အောင်မြင်လာလို့အရန်ကုန်ကြပါတယ်ဟုတ်ကဲ့ပါအဲ့တော့အခုလိုမျိုးပေါ့နော်အင်တာဗျူးတစ်ခုတည်းမှာဟိုအတူတူအောင်သွားတဲ့အတွက်ပေါ့နော်ညီမလေးတို့အချင်းချင်းတယောက်ကိုတယောက်ဗာလေးများပြောချင်တယ်မသိဒီကတော့ညီမလေးတူနေက F1 F4 ကလေအတန်းနှစ်ယောက်တည်းတူတူပဲထိုင်ခဲ့ရအဲ့တော့ကိုမဲတဲ့တို့ပါချင်မရောင်းလို့ရင်လည်းတူတူသွားချင်တဲ့နေရာတွေရောအကုန်လုံးတူတူသွားပြီးတော့ဒီတက်ရှိရှိလေးနေချင်တယ်လို့တူညီမလေးကတကယ်ချင်းပါပြောချင်ညီမလေးက तू ကဘယ်လိုလဲအတန်းထဲမှာလည်းအများနဲ့ပထမဆုံးဆိုတော့ဘာမှတော့ပြောစရာမရှိဘူး N5 N4 အများနဲ့တူတူသေးမှကလေးထိုင်နေအလောက်ကတော့မတူဘူးပေါ့နော်ဒါပေမဲ့အများနဲ့အချိန်မှရရင်အများအဆက်အသွယ်လုပ်ပြီးတော့တူသွားကြမယ်လားကြမယ်လို့ပြောချင်ပါတယ်ညီမလေးကအများနဲ့အဲ့လိုတွတ်လက်လက်လေးဖြည့်ရတွေ့ရတယ်ပေါ့အဲ့လိုမျိုးလေးဖြည့်နိုင်ဖို့အတွက်ညီမလေးပြင်ဆင်ခဲ့ရတာမျိုးရောရှိဟုတ်ဒီကညီမ enemy ရန်ကြိုက်တော့အဲ့ဒီ enemy ကြီးတဲ့အတွက်ကြောင့်စကားပြောတာနည်းနည်းတော့တယ်ပြီးတော့မတော်မော်ပြီးမှဂျမန်ဆရာကြီးနဲ့ကအများနဲ့ထိတွေ့နေရဆိုတော့ဒီခိုင်းဝါပိုင်းမှာကြောက်လည်းမကြောက်တော့လို့မျိုးတွက်လာပါညီမလေးတို့ပေါ့နော်ဟိုအင်တာဗျူးမှာဘယ်ချက်တွေကအခက်အခဲဆုံးဖြစ်လဲနိုင်မှခက်ခဲရတော့ရှိတော့မရှိပေမဲ့စောင့်နေရတဲ့ချိန်လေးနံပါတ်ခွန်မယ်ရှင်အချိန်ဆိုတော့ရန်စိတ်လှုပ်ရှားစရာကောင်းပြီရန်ပြင်မယ်လေကိုပါလားမပါလားဟုတ်အဲ့ဒီချိန်တော့ခက်ခဲလို့ထင်တယ်ပွားတက်ဟုတ်ညီမလေးအနေနဲ့ရောခက်ခဲရရှိတယ်တကယ်ချင်းနဲ့အတူတူပဲပေါ့နော်ဆိုတော့အဲ့နေကလာစောင့်နေတော့ခန်းထဲမှာစောင့်နေကြတော့လာပြောမယ်ဆိုပြီးတော့တနားရီကြော်လောက်ထိုင်နေရတယ်ပေါ့ထိုင်နေရတယ်ဒါညောင်းတယ်လာမခေါ်သေးဘူးလားလာမပြောသေးဘူးလားနဲ့ဒါအကောင်လုံးစိတ်မရှိကြတဲ့အခြေအနေဖြစ်နေတာတားတွေတိကျင်နေကြပါတော့အဲ့ဒါလေးကနေခက်ခဲမလို့ထင်ပါတယ်စိတ်လို့အရင်နေလှုပ်ရှားနေကြတာဆိုတော့လေနော် final ဖြေဖို့အတွက်ကောဘာတွေပြင်ဆင်ခဲ့တာရှိသေးလဲညီမစောပိုင်းမှာတော့ဒီကကြီးတလက်နဲ့နည်းကကြီးလိုက်ညံ့နေတယ်ည9နာရီလောက်ကစပြီးညီမမြစ်တာတော့ထိုင်ယူနေရပါဆရာတရားပဲလုပ်နေရပါညီမလေးညီမလေးကတော့ဒီတိုင်းပဲအရင်ရှာလက်စာပေါ့နော်အဲ့လိုသူနဲ့အလုံးနဲ့ပတ်သက်တဲ့မြို့အကြောင်းတွေခရိုင်အကြောင်းတွေကိုရှာထားတဲ့ဟာတွေပဲပြန်ပဲကြည့်နေလိုက်တယ်ပေါ့နော်ခြားတော့ထွေထူမလုပ်ပါဘူးတချို့လက်တွေ့ပညာကြီးကကြီးညက်တွေပါမယ်လို့ကြားတယ်ဒါပေမဲ့အဲ့လိုမျိုးလေ့ကျင့်ထားမျိုးမရှိဘူးဒါပေမဲ့လက်တွေ့လုပ်တဲ့ခါမှာတော့လေချေချုံမွေးနေပဲပြီးသွားပြီပေါ့သုံးပုံပြီးတဲ့ထဲမှာတပွားတော့တက်ရက်လေးဖြစ်သွားတယ်နောက်ဆုံးမေးခွန်းလေးမေးချင်တာပေါ့နော်အခုအောင်မြင်မှုအတွက်ပေါ့နော်ညီမလေးဘယ်သူတွေကိုကျေးဇူးတင်ချင်လဲမသိပထမဆုံးညီမတို့မော်ဘီယာဝန်ထမ်းတွေနဲ့စန်စီပြီးတော့ညီမတို့အဖေနိုင်ပြီဘာလို့ဆိုတော့မော်ဘီယာစန်စီတို့ဆရာကြီးတို့ကအမြဲတမ်းဂျပန်အကြောင်းတွေကိုအမြဲတမ်းလက်တွေ့ပြောနေတော့ကိုကအရင်သွားရှင်လားအဲ့ဒါအတွက်ကြောင့်စူးစမ်းလို့မျိုးရောက်လာဖေနိုင်မိကြတော့သူတို့ကအမြဲတမ်းယုံကြည်မှုပေးရဲ့ငါသမီးဘာလုပ်လို့ငါသမီးဒါလုံနိုင်မယ်အမြဲတမ်းယုံကြည်မှုပေးရဲ့ပြီးတော့ဖေနိုင်မိကသမီးကိုညံကောင်းအောင်မွေးပေးလို့ကျေးဇူးတင်ပါတယ်ညီမလေးကဘယ်သူတွေကိုကျေးဇူးတင်ပထမဆုံးတော့ကိုယ့်ရဲ့မိဘကြီးပေါ့နော်ကိုယ့်ရဲ့အဖေနဲ့မိနဲ့ကိုကြီးတွေအမြဲတမ်းကိုဘာလို့လိုလေးသိမရှိအမြဲတမ်းထားပေးရတဲ့အတွက်လည်းကျေးဇူးတင်တယ်ဒီသင်တန်းကိုဂျိုင်းဝင်ရတဲ့အတွက်လည်းကျေးဇူးတင်တယ်ပေါ့နော်အဲ့တော့ညီမတို့ကမှုံမှတ်တဲ့ဖြစ်တဲ့ကြောင့်မလို့N5 N4 ကားတစ်ချောင်းလုံးမှာဘယ်လိုစားကျင်နေစားရမယ်ဆိုပုံစံမျိုးနဲ့အမြဲတမ်းအစင်သင့်ပေါ့နော်ချက်ပြုတ်ပေးရတဲ့အတွက်အန်တီရဲ့ကျေးဇူးတင်ပါတယ်လို့ကျောင်းမလေးဆရာဆရာမလည်းအမြဲတမ်းဖော်ရည်တယ်နောက်ကျစီကန်းစနစ်ကစားပေါ့နော်အမြဲတမ်းတသက်ရဲ့အိတ်ဓာတ်အစားအမြဲတမ်းစင်းစင်းနဲ့ထားရတဲ့အတွက်ကြောင့်လည်းမှုပြီးကျောင်းလည်းကျေးဇူးတင်ပါတယ်လို့